ကိုရီးယားနိုင်ငံဟန်မြစ်ဘေးမှာထိုင်စားနေရတယ်လို့ပဲကန်ရီပင်ကတိုက်ခတ်လာတဲ့လေနုအေးလေးတွေနဲ့အရန်ကိုထိုင်လို့ကောင်းတဲ့ကိုရီးယားစားတောက်ဆိုင်တစ်ခုကိုခေါ်သွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်။ Grace အခုရောက်နေတာကတော့မြန်မာ Plaza Ground Floor မှာဖွင့်ထားတဲ့ Hotel Pocha ကိုရီးယားစားတောက်ဆိုင်ကိုရောက်နေရပဲဖြစ်ပါတယ်ရှင်။ဆိုင်ကလေအကျယ်ကြီးပဲဒီလိုတောင်းမှာဖွင့်ထားတာဆိုတော့ထိုင်စရာနေရာတွေအများကြီးပဲရှိရဲ့အတွင်းဘက်မှာဆိုရင်လည်း aircon ကန်ရှိတယ်။ Grace ဗမာထိုင်ရင်ကောင်းမလဲဆိုပြီးအရင်ဆုံးလိုက်ပတ်ကြည့်ပါတယ်ရှင်။ဒီနေရာလေးကလေညနေဘက်ဆိုတအားကိုလှတာတဆိုင်လုံးမီးတွေအပြည့်ထုံလိုက်တဲ့အခါမှာကိုရီးယားကိုရောက်သွားသလိုခံစားရလို့ Grace ကတော့အပြင်ဝိုင်းကိုပဲရွေးချယ်ပြီးထိုင်ပြခဲ့ပါတယ်။ဒါလေးကတော့ aircon အေးလေးနဲ့မှကြိုက်တဲ့သူတွေအတွက်အတွင်းခံမှာ aircon အေးစိတ်ညောင်ဖွင့်ထားပေးရပါရှင်။ Grace ထိုင်မို့ဝိုင်းကိုရွေးချယ်ပြီးပြီဆိုတာနဲ့ Grace ကို welcome drink လေးအရင်လာတိုက်ပါတယ်ရှင်။ welcome drink လေးတောက်ရင်းနဲ့ Grace စားချင်တဲ့အစားတောက်လေးတွေကိုရွေးချယ်လိုက်ပါတယ်ရှင်။ဝတ်သားလေးမျိုးပါတဲ့ Gogi Plata ဆိုရင်99,900ပဲပေးရပြီးတော့ဟင်းရင်ပွဲသေးတစ်ပွဲရလဲလက်ဆောင်ပေးသေးရမလို့အိုက်ဆက်လေးကိုယူခဲ့လိုက်ပါတယ်ရှင်။ဝတ်သုံးတက်သားဝက်ကုတ်သားပါသားကြောသားပါတဲ့အပြင်ဟိုမှာမှိုတွေကြက်သွန်နီတွေဘယ်ဖက်ပါတွေလည်းပါတယ်ဒီဆက်ကိုယူတာနဲ့ဟင်းရီပွဲသေးတစ်ပွဲကိုလည်းလက်ဆောင်ပေးထားပါသေးတယ်ရှင် Grace တို့ K-drama ထဲမှာမြင်နေကြအတိုင်း fire show လည်းလုပ်ပေးပါတယ်ဆိုဂျူကိုလည်း K-drama ရဲ့အတိုင်း presentation နဲ့ဖောက်ပြီးတော့အရန်ကိုသဘောကျခဲ့ပါတယ်ရှင်အသားတွေကို staff တွေကဝိုင်းတစ်ခုမှကင်ပေးပြီးတော့မှကို့ဝိုင်းမှာလာပြီးတော့ presentation လုပ်ပေးတယ် fire show လုပ်ပေးတယ်အားကြောင့်မလို့အသားတွေကလည်းပူပူနွေးနွေးနဲ့စားလို့လည်းကောင်းတယ်ကိုပေါ်မှာလည်းညှော်နှက်နေပါတယ်မစွဲတော့ဘူးပေါ့နော်စားနေရင်လည်းအင်အားကန်တိုက်ခတ်လာတဲ့လေနုအေးလေးတွေကြောင့်ကိုလည်းလေကိုရီးယားဟန်မြစ်ဘေးမှာရောက်ပြီးထိုင်စားနေရတယ်လို့ခံစားနေရပါတယ်ရှင်အသားကင်နဲ့တွဲစားဖို့အတွက်အရန်ဟင်းတွေကိုလည်း6မျိုး10မျိုးလောက်နီးပါပေးထားတာကိုတော့အရန်ကိုသဘောကျမိပါတယ်ရှင်အရန်ဟင်းတွေက free flow ပါလိုတလောက်ထပ်တောင်းလို့ရပါတယ်ရှင်ဒါ Grace စောနာပြောပြတဲ့ Gogi Plata တပွဲမှာလို့ရှိရင်ဟင်းရီပွဲသေးတပွဲလက်ဆောင်ရတယ်ဆိုရယ်ဟင်းရီပါဟင်းရီအနေနဲ့ရွေးချယ်စရာ3မျိုးလောက်ရှိတယ် Grace ကတော့ kimchi ဟင်းရီလေးကိုပဲရွေးချယ်လိုက်ပါတယ်ရှင်ဒီလိုကိုရီးယားအသားကင်တွေစားမယ်ဆိုရင်လေဆိုဂျူနဲ့တွဲလို့လည်းလိုက်ဖက်တယ်မက်ကော်လီနဲ့တွဲလို့လည်းလိုက်ဖက်ပါတယ် Grace ကတော့2မျိုးလုံးတောက်ချင်လို့2မျိုးလုံးမှာလိုက်တာပါရှင်ဒါလေးကတော့ကြက်ချောက်အယိုလို့ကိုမှကိုရီးယား sauce တွေနဲ့နဲနှက်ပြီးချက်ထားတာလေးရယ်ထမင်းလုံးလေးရယ်ပေါ့နော်ထမင်းလုံးလေးမှာဆိုလို့ရှိရင်လဲချာကိုနန့်တင်းတင်းလေးနဲ့တအားစားလို့ကောင်းပြီးတော့ဒီကြက်ချောက်ကဆိုလို့ရှိရင်လဲအရန်လဲမပြော့အရန်လဲမမာပဲနဲ့ချွတ်ချွတ်ဆက်ဆက်အရသာလေးနဲ့ထိထိမိမိလေးရှိပါတယ်ဒါကတော့ကိုရီးယားအစားအစာတွေထဲမှာ Grace အကြိုက်ဆုံးတစ်ခုပါပဇွန်ကိုရီးယား sauce တွေနဲ့နှက်ထားတာပါပဇွန်ကအစိမ့်ပါဒါပေမဲ့လုံးဝညှိနှမ်းမရှိပဲနဲ့ထုံနဲ့အရန်စားလို့ကောင်းပါတယ်ရင်းညှိပတ်နဲ့တွဲစားရင်ပိုပြီးစားလို့ကောင်းပါတယ်ရှင်အစိမ့်ဆိုပေမဲ့ညှိနှက်လုံးဝမရှိပဲနဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်ဒါလေးကတော့ဒီဆိုင်မှာရောင်းအားအကောင်းဆုံးဖြစ်တဲ့ seafood soft tofu ramen မြောင်ပါပဇွန်တုတ်တွေကနန်းတွေဂုံးတွေဖောချင်းတော်ချင်းပါတဲ့ခောက်ဆွဲပြုတ်ပါတပွဲဟိုမှာ28,900လောက်ပဲပေးရပြီးတော့ဖောချင်းများတာမလို့2ယောက်3ယောက်လောက် share စားလို့ရပါတယ်ရှင်ကိုရီးယားဆိုင်တွေကိုသွားပြီးဆိုတာနဲ့ Grace မဖြစ်မာစားတာကတော့ Korea corn cheese ပါ cheese တွေဖောချင်းတော်ချင်းပါတဲ့အပြင်ဟိုမှာပြောင်းဖို့ကလည်းချိုစိတ်မှွေးနေတာပါပဲရှင်ကိုရီးယားအရသာစစ်ကိုရီးယား corn cheese စစ်ကိုမှ18,900ပဲပေးရတာမလို့တန်တယ်လို့ပြောရပါမယ်နောက်တစ်ခုရိုးရမပြတ်မာစားဖြစ်တာကတော့ cheese tteokbokki ပါဘဲကိုရီးယားဆိုင်ကိုတော် cheese tteokbokki ကိုမဖြစ်မာစားပါတယ်ရှင်ဒီဆိုင်က tteokbokki ကျောင်းကလေအလုံးအကြီးကိုပါအီထုတ်နဲ့အရန်ကိုစားလို့ကောင်းတယ်ဒီဆိုင်ကိုလာဖြစ်တယ်ဆိုရင် tteokbokki ကိုစားကြည့်ဖို့တော့ highly recommend ပါအစားအသောက်တင်ကိုရီးယားစားမဟုတ်ဘူးဆိုင်ခင်းချင်းပြင်ဆင် presentation show တွေအားလုံးက K-drama တွေကအတိုင်းဖြစ်နေတာမလို့ကိုလည်း K-drama တွေရောက်နေသလိုခံစားနေရပါတယ်အရန်ကိုမှုပါသွားပြီးမတက်ရက်ပြီးတော့စားပလိုက်ပါတယ်2019လောက်ကပြသွားတဲ့ robot ကားတွေကမင်းသမီးချဲဆိုပင်အသားခင်စားတာကိုသတိရသွားလို့ပါအရှိမပြောခဲ့သလိုပဲအင်အားကန်လေနုအေးလေးတိုက်နေတာမလို့ကို K-drama တွေရောက်နေသလိုဟန်မြစ်ဘေးနာရောက်နေသလိုခံစားနေရတာပါဆိုတော့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲရှင် Grace အခုသွားခဲ့တဲ့ site နာမည်လေးကတော့ Hotel Pocha ပဲဖြစ်ပါတယ်ရှင်အခုဆိုရင်တကြံနားလည်းနှီးပြီဆိုတော့တကြံ decoration တွေလုပ်ထားမလို့တကြံအငွေ့အသက်ကိုအပြည့်အဝခံစားရပါတယ်ရှင်တကြံတွင်ဘယ်သွားလို့သွားရမှန်းမသိဘူးဆိုရင်ဒီကိုလာလို့ရပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးအနှုတ်ဆက်ပါတယ်အားလုံးပဲတတာ